ဇလန်ရဲ့အစမှာပဲကြောက်စရာကောင်းတဲ့လင်းပြတ်ကျမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Picky လို့ခေါ်တဲ့ကောင်လေးဟာတော့အလင်းမှာမတိမတာနိုးလာခဲ့ပါတယ်။ဒီကိုယ်လုံးနာကျင်ကြိုက်ခဲနေပြီးဘာတွေဖြစ်ခဲ့မှန်းကိုတော့မမှတ်မိနိုင်ပဲစိတ်ထဲမှာရှုပ်ထွေးနေခဲ့တာပါ။သူ့မျက်မှန်ကိုပြတ်တက်လိုက်ပြီးပုံဝန်းကျင်ကိုတစ်ချက်စူးစမ်းကြည့်ပါတော့တယ်။အဲဒီအချိန်မှာမြေပြင်ပေါ်ကတတိတလုံးကိုတွေးလိုက်ပြီးကောက်ယူပြီးရှာနဲ့နည်းနည်းလေးရက်ကြည့်လိုက်ပါတယ်။ဒါပေမဲ့တတိကိုလှန်ကြည့်လိုက်ချိန်မှာပိုးကောင်လေးကတ်နေတဲ့အရာကိုမြင်လိုက်ရတော့ချက်ချင်းပဲလက်ထဲကနေပြန်ချလိုက်ပါတယ်။ဒီလိုနဲ့ဆက်လက်ကြည့်ရှုနေစဉ်မှာပဲအနားကနေဝက်တကောင်ရုတ်တရက်ပြေးသွားတာကိုတွေ့လိုက်ရပြီးသူအယမ်းကိုလန့်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ပျက်စီးနေတဲ့လေရင်ကိုတွေ့လိုက်ရပေမဲ့ကြောက်လန့်နေတဲ့အတွက်အနားကိုသွားမကက်ရဲသေးပါဘူး။လေရင်နားမှာပုတ်ပနေတဲ့အလောင်းတစ်လောင်းရှိနေတာကြောင့်ပဲဖြစ်ပါတယ်။အဲဒါကြောင့်သူကလေရင်ဘက်ကိုမသွားရတော့ပဲတပ်ပင်တွေကအသီးတွေကိုကူးစားပြီးဘိုက်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အသီးစားနေချိန်မှာအတန်တစ်ခုကြားလိုက်ရတော့ထွက်ပြေးဖို့လုပ်လိုက်ပေမဲ့အဲ့ဒီအတန်က rap ဖြစ်နေတာကိုတွေ့လိုက်ရလို့ရက်သွားခဲ့ပါတယ်။ဒီလိုနဲ့ကောင်လေးနှစ်ယောက်အတူနေပြီးဒီနေရာကိုဆက်လက်စူးစမ်းကြဖို့သဘောတူလိုက်ကြပါတယ်။ပီကီကပန်းနိုင်ကျဲယောဂရှိတဲ့အတွက်လမ်းလျှောက်ရင်းခဏနားရပါတယ်။တွားရင်းနဲ့ဆန်းကြောင်းတစ်ခုကိုတွေးတဲ့အခါ rap ကဝစ်စားတွေကိုတစ်ခါတည်းချွတ်ပြီးရေထဲကိုခုန်ချလိုက်ပါတယ်။သူကပြပပရေကူးနေပြီးပီကီကိုပါလာကူးဖို့ခေါ်ပေမဲ့ပီကီကသူ့မှာပန်းနိုင်ကျဲရှိလို့ရေမကူးတတ်ဘူးလို့ပြောပါတယ်။ rap ကသူ့အဖေကရေတက်ရရှိဖြစ်ပြီးသူ9နှစ်သားကလေးကရေကူးတက်လာတာလို့ပြောပြပါတယ်။သူကပီကီကိုရေကူးတင်ပေးမယ်လို့ပြောတဲ့အခါပီကီကတော့သူမိဘတွေအဆုံးသွားပြီဆိုတဲ့အကြောင်းကိုတိတ်လေးပြန်ပြောလာပါတယ်။နောက်ဆုံးမှာတော့ပီကီကချိန်နဲ့ဖက်နှက်ကိုပဲချွတ်ပြီးစမ်းကြောင်းတဲ့ကိုမယုံမရဲနဲ့ဆင်းသွားလိုက်ပါတယ်။မကြခင်မှာပဲသူတို့နှစ်ယောက်ရေပက်ကစားရင်းပျော်နေကြပါပြီ။အဲ့ဒီအချိန်မှာပီကီကခရူးရောက်ခွန်ကြီးတစ်ခုကိုတွေ့သွားပြီးထိတ်ချုံးလေးကိုချိုးလိုက်ပါတယ်။သူ့တော်စီမှာလည်းဒီလိုခွန်တစ်ခုရှိပြီးအတန်မီအောင်မကြာခဏမှုတ်တက်ကြောင်းပြောပြပါတယ်။ကမ်းခြေကိုရောက်တဲ့အခါ rap ကအဲ့ဒီခရူးရောက်ခွန်ကြီးကိုတက်နိုင်သမျှအကျယ်ဆုံးအတန်ထွက်အောင်နှစ်ခါလောက်မှုတ်လိုက်ပါတယ်။အဲ့ဒီအတန်ကြောင့်တခြားကောင်လေးတွေပါသူတို့ရှိရာကိုစုလာကြပါတော့တယ်။ကောင်လေးတွေအားလုံးတစ်တီးတွေအတူတူဆိုင်ရင်လေရင်ပေါ်ကလူကြီးတွေဘာဖြစ်သွားလဲဆိုတာကိုစဉ်းစားနေကြပါတယ်။ဘယ်သူမှမတွေ့ရသေးလို့ပါ။အဲ့ဒီလိုပြောနေချိန်မှာပဲဂျက်နဲ့သူဦးဆောင်တဲ့တချင်းဆိုဖွဲ့ရောက်လာပြီးစကားဝိုင်းပြတ်သွားပါတယ်။ပီကီကအစည်းအဝေးလုပ်ဖို့ခေါ်နေတော့မှပဲဆိုင်မွန်ဆိုတဲ့ကောင်လေးကရုတ်တရက်မူးလဲသွားပါတယ်။ပီကီကယူနီဖောင်းတွေကြောင့်နေဘူးထဲမှာပို့ပူနိုင်တယ်လို့သတိပေးခဲ့ပေမဲ့ဂျက်ကတော့ဆိုင်မွန်ဟာအမြဲတမ်းဒီလိုဖြစ်တတ်တယ်ဆိုပြီးဂီယူမဆိုင်ပါဘူး။တချို့ကောင်လေးတွေကသူ့ကိုကူညီဖို့ကြိုးစားပေမဲ့ဂျက်ကတော့တဲပေါ်မှာပဲထားခဲ့ဖို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ဂျက်ကပီကီကိုစကားများလုံးတယ်လို့ပြောပြီးဝတ်တုတ်လို့ခေါ်လိုက်ပါတယ်။ဒီအချိန်မှာ rap ကခေါင်းဆောင်တစ်ယောက်ရွေးတင်ပြီလို့ပြောလာပါတယ်။ဂျက်ကသူကတချင်းဆိုဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လို့သူပဲခေါင်းဆောင်ဖြစ်တဲ့လို့ထင်နေတာပါ။ဒါပေမဲ့ rap ကကောင်လေးနဲ့ငယ်ကိုအမိတင်ပြီးအားလုံးမဲပေးရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုင်မွန်တတိပြန်ရလာတဲ့အခါကလေးတွေမဲပေးကြပြီးတချင်းဆိုဖွဲ့ကကောင်လေးတွေကဂျက်ကိုမဲပေးကြတယ်လို့ကျန်တဲ့သူတွေကတော့ rap ကိုမဲပေးကြပါတယ်။အဆုံးမှာတော့ rap ကမဲအများစုနဲ့အနိုင်ရသွားပါတယ်။ဂျက်စိတ်မကောင်းဖြစ်သွားတာကိုတွေ့လို့ rap ကသူ့ကိုတချင်းဆိုဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ဆက်ထားမယ်လို့ပြောလိုက်ပါတယ်။ကောင်လေးတွေကသူတို့အမဲတဲ့သမားတွေဖြစ်မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါဂျက်ရဲ့မျက်နှာလည်းပြန်လဲပြေလည်သွားပါတယ်။သူတို့ဘယ်နေရာကိုရောက်နေတာလဲသိကျင်တဲ့အတွက်ဆိုင်မွန်ဂျက် rap နဲ့ပီကီတို့တောင်ထိပ်ကိုတက်ဖို့ဆုံးဖြတ်ကြပါတယ်။ပီကီကပန်းနိုင်ရင်ချက်ကြောင့်နောက်ကျနေတော့လဲ rap ကဆက်သွားဖို့အားပေးနေပါတယ်။စကားများကြတဲ့အခါပီကီကသူသာမရှိရင် rap ခေါင်းဆောင်ဖြစ်လာမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာအသေးဆုံးနေတဲ့လေရင်မှုကိုတွေ့သွားကြပါတယ်။ rap ကမြေမြုပ်ပေးခြင်းပေမဲ့ဂျက်ကလေရင်မှုကအမားလုပ်ခဲ့တာမဟုတ်သူအမားကိုသူပဲခံယူရမယ်လို့ထင်နေပါတယ်။အဲဒီနောက် rap ကခရီးယန်ထုံးစံနဲ့မြေမြုပ်တာထက်ရေတက်ထုံးစံအတိုင်းပင်လယ်ထဲမှာတကြိုတာကပိုတင်တော်မယ်လို့အကြံပြုလိုက်ပြီးဂျက်လည်းဒီအကြံကိုသဘောတူလိုက်ပါတယ်။ပီကီကဒီအကြံကိုသဘောတူပေမဲ့တခြားသူတွေကမဲပေးထောက်ခံတာကြောင့်အလောင်းကိုရွှေ့ဖို့ကြိုးစားကြပါတယ်။အလောင်းကထိုင်ကုန်နဲ့တွဲနေတာကြောင့်သူတို့ရွှေ့ဖို့အရန်လေးနေပါတယ်။ဒါကြောင့်ကောင်လေး၃ယောက်ဟာပီကီကက်ကွက်နေတဲ့ကြားကပဲအလောင်းကိုတောင်အောက်ကိုတွန်းချလိုက်ပါတယ်။အလောင်းကပြင်းပြထန်ကျသွားပြီးဆိုင်မွန်ကတော့ဆူတောင်းတိုလေးတစ်ခုရုပ်ပေးလိုက်ပါတယ်။သူတို့အဖွဲ့ပြောင်းလာတဲ့အခါမှာတော့တောင်ပေါ်ကနေတအေရီယာလုံးကိုကြီးခဲ့တဲ့အကြောင်းရှင်းပြပါတယ်။သူတို့ဟာထွက်ပေါက်မရှိတဲ့ကျွန်းပေါ်မှာရောက်နေတာဖြစ်ပြီးပတ်ဝန်းကျင်မှာလည်းအိမ်တွေမရှိပါဘူး။လေရင်ပေါ်ကလူကြီးတွေကတော့တေးဆုံးသွားတော့ပါပြီ။လူတိုင်းကပြိုင်သူစကားတွေပြောနေကြတာကြောင့်ဂျက်ကသချင်းဆိုဖွဲ့နဲ့အတူအမဲလိုက်ဖို့ထွက်သွားဖို့ကြိုးစားပေမဲ့ rap ကသူတို့ကိုတားထားပါတယ်။အဲဒီနောက်မှာတော့ပီကီကစနစ်တကျရှိအောင်စီကံတစ်ခုထုတ်လိုက်ပါတယ်။အဲ့ဒါကတော့ခရူးရောက်ခုန်ကြီးကိုကင်ထားတဲ့သူကလွဲလို့ဘယ်သူမှစကားမပြောရဘူးဆိုတာပါ။ပီကီကနားခိုစရာနေရာအစားတောင်းတဲ့အင်တာတွေကိုဦးစားပေးဖို့လိုတယ်လို့ပြောပါတယ်။ဂျန်နဲ့တချင်းဆိုဖွဲ့ကသူ့ကိုလွန်မြောင်ကြပေမဲ့ခြားကလေးတွေကတော့သူ့ကိုသဘောတူကြပါတယ်။အဲဒီနောက်မျက်နှာမှာအမှတ်ပါတဲ့ခေါင်းလေးတစ်ယောက်ကသူ့တောထဲမှာတားရဲတစ်ကောင်ကိုတွေ့ခဲ့ပြီးဒီညပြန်လာလိမ့်မယ်လို့ထင်ကြောင်းပြောပြပါတယ်။ဒါပေမဲ့ rap ကတော့အနားမှာတားရဲတွေမရှိကြောင်းသူ့ကိုစိတ်ချအောင်ပြောလိုက်ပါတယ်။လူတိုင်းစိုးရိမ်နေကြတာကြောင့်ဂျက်ကတကယ်လို့တားရဲပေါ်လာရင်အမလက်သမားတွေကတပ်ပြစ်မယ်လို့ကတိပေးလိုက်ပါတယ်။အဲဒီနောက် rap ကပီကီစီကခရူးရောက်ခုံကိုမယူဘဲအလုပ်တွေကိုစတင်ခွဲဝေပေးပါတယ်။ကောင်လေးတွေလူစုခွဲသွားကြပြီးပီကီကတော့မီးမွေးဖို့ထင်းဆိုင်ဖို့တောထဲကိုဝင်သွားပါတယ်။ရုတ်တရက်ခြုံပုတ်ထဲကနေဝက်ကလေးတစ်ကောင်ထွက်လာတာကြောင့်ပီကီကလိုက်ဖမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝက်ကလေးကတပ်ပင်တပင်နားမှာပိတ်မိနေတဲ့အချိန်ဂျက်ကဓာတ်တစ်ချောင်းကင်ပြီးထွက်လာပေမဲ့သူတွန့်ဆုတ်နေပါတယ်။ပီကီကအဲ့ဒီကောင်ကိုတတ်ဖို့ပြောပေမဲ့ဂျက်ကမလှုပ်ရှားတာကြောင့်ဝက်ကလေးကပြေးလွတ်သွားပါတယ်။ဂျက်ကအဲ့ဒါပီကီကြောင့်လို့အပြစ်တင်ပြီးသူကဘယ်နေရာကိုထိုးရမလဲဆိုတာကိုရွေးနေတာပါလို့ပြောပါတယ်။ပီကီကသူ့ကိုလူလိန်လို့ခေါ်လိုက်တဲ့အခါမှာတော့ဂျက်ကနောက်ဆုံးမှာ rap ကသူ့ကိုပြစ်ထားလိုက်မယ်လို့သတိပေးလိုက်ပါတယ်။
ပီကီကတော့ဖြစ်ခဲ့တာတွေကိုဘယ်သူမှမပြောပါဘူးလို့ဂရီပေးလိုက်ပြီးဂျက်ကတော့မထွက်သွားခင်မှာတားရဲကြောင်းပြောပြီးသူ့ကိုချောက်လန့်ဖို့ကြိုးစားခဲ့ပါတယ်။အဲဒီနောက်မှာတော့ပီကီဟာအမွှာ2ယောက်နဲ့ဆိုင်မွန်တို့ရဲ့အကူအညီနဲ့ထင်းတွေကိုဆက်ပြီးစုဆောင်းခဲ့ပါတယ်။ဆိုင်မွန်ကပီကီတချင်းဆိုနေတာကြားပြီးသူ့ကိုလည်းတချင်းတင်ပေးဖို့တောင်းဆိုပါတယ်။သူတို့အတူတူတချင်းဆိုကြပြီးပီကီကတောင်ကပြပါသေးတယ်။နောက်ပိုင်းမှာတော့ rap ကပီကီကိုသူဟာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ကြောင်းပြောပြီးပီကီရဲ့နာမည်အရင်းကိုမေးပါတယ်။ပီကီကသူ့နာမည်ကနီကိုလက်ဖြစ်ပေမဲ့မိသားစုကတော့နီကီလို့ခေါ်ကြကြောင်းပြောပြပါတယ်။သူတို့မှထင်းတွေလုံလောက်ရလာတဲ့အခါမှာတော့အချက်ပြဖို့အတွက်မိဘုံကြီးတစ်ခုလှုပ်ချင်ပေမဲ့မေးချင်မပါတာကိုသတိထားမိသွားကြပါတယ်။ပီကီကဒါတွေကပုတ်နေတဲ့ထင်းတွေမို့အသုံးဝင်ဘူးလို့ပြောပေမဲ့သူတို့ကတော့ဂယူးမဆိုင်ပါဘူး။သူတို့တွေမျက်မှန်ကိုသုံးပြီးပရွက်စိတ်တွေကိုမီးရှို့ခဲ့တာကိုသတိရသွားပြီးပီကီကန့်ကွက်နေတဲ့ကြားကပဲသူ့မျက်မှန်ကိုအတင်းလေးယူလိုက်ပါတယ်။ rap ကပီကီအကူကြီးတောင်းနေတာကိုကြားပေမဲ့မျက်မှန်ကိုယူပြီးနေအောင်နဲ့မီးတောက်လာတဲ့အထိထင်းတွေကိုထိုးထားလိုက်ပါတယ်။ကောင်လေးတွေပျော်သွားကြပေမဲ့မီးကထိမ့်မနဲ့တင်းမရပြန်သွားတဲ့အခါမှာတော့သူတို့ရဲ့စိတ်အခြေအနေဟာချက်ချင်းပဲပြောင်းလဲသွားခဲ့ပါတယ်။ပီကီကပုတ်နေတဲ့ထင်းတွေအကြောင်းသူပြောတာမှန်ကြောင်းပြောပေမဲ့ဂျက်ကတော့မီးကပိုကြီးလာရုံပဲရှိမှာပါ။အများကြီးပြမှာမဟုတ်ဘူးလို့ညင်းပါတယ်။မကြခင်မှာပဲမီးတောက်တွေကတပ်ပင်တွေစီရောက်သွားပြီးကလေးတွေလည်းထိတ်လန့်သွားကြပါတယ်။မီမကူအောင်တပ်ပင်တွေကိုခုံလဲရမယ်လို့ပီကီကပြောပေမဲ့ rap ကတော့သူတို့မှာသုံးစရာကရိယာတစ်ခုမှမရှိဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲမီးကပိုပြီးပြန်လာပြီးမီးလောင်နေတဲ့တပ်ပင်တွေကခြောက်ထဲကိုတပင်ပြီးတပင်ပြုတ်ကျလာပါတော့တယ်။ကလေးတွေအားလုံးလည်းကြောက်လန့်ပြီးအုပ်စုလိုက်ပြေးထွက်လာကြပါတယ်။ပီကီကတက်တဲ့သမျှအမြန်ဆုံးပြေးဖို့ကြိုးစားပေမဲ့ပန်းနိုင်ရင်ချက်ကြောင်သူ့ခြေလမ်းတွေကနှိကွေးနေပါတယ်။အတင်းရုံးကန်ပြီးပြေးနေရင်းနဲ့ပဲခလုတ်တိုက်လဲသွားပြီးခေါင်းကိုတပ်ပင်နဲ့ပြင်းပြင်းထန်ထန်စောင့်မိသွားပါတယ်။အဲဒီနောက်မှာတော့သူသတိမေ့သွားပါတော့တယ်။ခဏကြာမှာတော့ပီကီပြန်လို့လာပြီးတောထဲကနေရုံထွက်လာနိုင်ခဲ့ပါတယ်။ကောင်လေးတွေအားလုံးကကမ်းခြေမှာဆူပြီးကျွန်းပေါ်တစ်ချောင်းမီးလောင်နေတဲ့မြင်ကွင်းတွေကိုတိတ်တိတ်လေးကြည့်နေကြပါတယ်။ကလေးငယ်တွေကတော့ပင်ပန်းလုံးလို့အိပ်ပျော်နေကြပြီးဘယ်လိုခေါ်မနှိုးကြပါဘူး။ဒါကြောင့်ပီကီကခ ्यू ရောက်ခုံကိုယူပြီးအတန်ထွက်အောင်ကြိုးစားမှုတ်ပါတယ်။အချိန်နဲ့ငယ်ကြိုးစားပြီးနောက်မှာတော့ကလေးတွေနိုးထစေတဲ့အတန်ကြီးထွက်ပေါ်လာပါတော့တယ်။အဲဒီအချိန်မှာပဲ rap ကမီးကကျွန်းရဲ့တစ်ဖက်ချမ်းကိုမကူးသွားတာကိုသတိထားမိပြီးကြောက်ဆောင်တွေကတားဆီးထားလို့ဖြစ်မယ်လို့ထင်မြင်လိုက်ပါတယ်။ပီကီကလူစရင်ကိုစစ်ကြည့်တဲ့အခါမျက်နှာမှာအမှတ်ပါတဲ့ကောင်လေးတစ်ယောက်ပြောင်းနေတယ်ဆိုတာသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့ဂျက်နဲ့မော်ရီတို့ဟာတောထဲကိုဝင်ပြီးခြေရာတွေကိုလိုက်ကြည့်ကြပါတယ်။ဂျက်ကသတိထားပြီးချောင်းကြည့်နေရင်သူ့မိသားစုအကြောင်းနဲ့လေရင်ပေါ်တက်ရောက်ခဲ့တဲ့နေ့ကိုစိတ်ထဲမှာပြန်လဲစဉ်းစားနေပါတယ်။လေရင်စီးနေတော့လေရင်တုံခါတာပစ္စည်းတွေပြုတ်ကျတာလေရင်မဲတယောက်နေမကောင်းဖြစ်နေတာတွေကိုမြင်ခဲ့ပေမဲ့အဲ့ဒီတုန်းကတော့ဘာမှမဟုတ်ဘူးလို့ကိုလိန်ခဲ့တာပါ။ပြီးတော့လေရင်ပြတ်ကျသွားပြီးကောင်လေးတွေအားလုံးအော်ဟစ်နေကြတဲ့အချိန်မှာတော့ဂျက်ကတော့မျက်နှာထားမပြောင်းမဲတည်ငြိမ်နေခဲ့ပါတယ်။လက်ရှိမှာတော့ဝက်တကောင်နာကိုကက်ဖို့ကြိုးစားနေချိန်မော်ရီကတစ်ကိုင်းကိုနင်းမိလိုက်တာကြောင့်အတန်ကြားပြီးဝက်ကချက်ချင်းထွက်ပြေးသွားပါတယ်။သူတို့နှစ်ယောက်လည်းနောက်ကလိုက်ပြီးလန်တွေနဲ့ပြစ်ကြပေမဲ့ကန်ကောင်းစာနဲ့ဝက်ကလွတ်သွားပါတယ်။အဲဒါကြောင့်သူတို့စခန်းကိုပဲပြန်လာကြပါတယ်။ကမ်းခြေမှာတော့ပေကီကကလေးငယ်တွေကိုပုံမြင်နေပြောပြီးအာရုံပြောင်းပေးနေပါတယ်။ rap ကခုနစရာနေရာတစ်ခုစောက်ဖို့ကြိုးစားနေပေမဲ့တစ်သားကြောင်းတွေကခဏပြုတ်ကျနေပါတယ်။ဂျက်ကဒါကိုလောင်ပြောင်းတဲ့အခါ rap ကလည်းမနေ့သမားတွေဘာမှမဖမ်းနိုင်သေးတာကိုပြန်ပြီးလောင်ပြောင်းလိုက်ပါတယ်။စကားများကြပြီးနောက်မှာတော့သူတို့အားလုံးစိတ်လျှော့သွားပြီးပင်လယ်ဘက်ကိုပြိုင်တူပြေးထွက်သွားကြပါတယ်။ရေထဲမှာအတူတူစော်ကစားပြီးပြပြပနေလို့ရတဲ့အချိန်လေးကိုခဏတာမေ့ပစ်လိုက်ကြတာပါ။နောက်ဆုံးမှာတော့တဲပေါ်မှာလဲနေရင်အခုသူတို့ရောက်နေတဲ့အချိန်တွေအကြောင်းကိုတိတ်တိတ်လေးဆွေးနွေးနေကြပါတော့တယ်။ rap ကကလေးငယ်တွေရမ်းကြောက်လန့်နေကြပြီးညဘက်ဆိုအိမ်မက်ဆိုးတွေမရင်အော်ဟစ်နေကြတယ်လို့ပြောလိုက်ပါတယ်။ဆိုင်မွန်ကလည်းသူနဲ့သဘောတူပြီးကလေးတွေဟာဒီညွန့်ပေါ်မှာတခုခုရှိနေတယ်လို့ခံစားနေရကြောင်းတကယ်တော့သူကိုယ်တိုင်တော်တောထဲမှာအဲ့ဒီလိုခံစားရဘူးကြောင်းပြောပြပါတယ်။ဆိုင်မွန်ကမဲလိုက်နေတော့တခုခုကနောက်ကလိုက်နေတယ်လို့မခံစားဘူးလားလို့ဂျက်ကိုမေးလိုက်တဲ့အခါဂျက်ကချက်ချင်းပဲညင်းလိုက်ပါတယ်။နောက်ပြီးတော့ဂျက်က rap ကိုအမဲလိုက်ဖွဲ့တဲ့ဝင်ဖို့ဖိတ်ခေါ်ပေမဲ့ rap ကခေါင်းဆောင်တယောက်အနေနဲ့စခန်းမှာပဲလူတိုင်းနဲ့အတူရှိနေတဲ့လို့ယူဆတာကြောင့်ညင်းပယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပီကီကရောက်လာပြီးကလေးငယ်တွေကဒီတက်တဲ့ရေကန်ကိုအိမ်သားဖြစ်မသုံးကြတာနဲ့ပတ်သက်ပြီးလာတိုင်ပါတယ်။ဒါပေမဲ့ rap ကဒီကိစ္စကိုအစည်းအဝေးမှာပဲပြောကြမယ်ဆိုပြီးတားလိုက်ပါတယ်။ပီကီကဒါဟာခေါင်းဆောင်တွေကြားကြိုတင်ညှိနှိုင်းတဲ့အစည်းအဝေးလို့ထင်ပေမဲ့ဂျက်ကအဲ့ဒီလိုမဟုတ်ဘူးလို့ပြောပြီးထွက်သွားပါတယ်။နောက်ပိုင်းမှာဂျက်ဟာတငယ်ချင်းတွေနဲ့ထင်းကောက်နေစဉ်တခုခုကသူ့နောက်လိုက်နေသလိုခံစားရပေမဲ့ဘာမှတော့မပြောပါဘူး။အဲ့ဒီအချိန်မှာအဝေးကလက်ကနေတခုခုဖြစ်သွားတာကိုတွေ့လိုက်ရပြီးအလုံးမြင့်တဲ့ကြောက်ဆောင်ကြီးပေါ်မှာညှိနေတဲ့လေရင်ပြန်စိတ်ပိုင်းကိုတတိထားမိသွားပါတယ်။ဂျက်ကချက်ချင်းပဲအဲ့ဒီဘက်ကိုတက်သွားပြီးအမြင့်ပေါ်ရောက်လေစိတ်လှုပ်ရှားမှုနဲ့ကြောက်လန့်မှုတွေပိုပြီးတိုးလာပါတယ်။ချေချော်တော့မဲ့အချိန်မှာဒါကအရန်အနေများလုံးနဲ့လို့သူပြောလိုက်ပြီးသူ့တငယ်ချင်းတွေကလည်းအောက်ကိုပြန်ဆင်းလာဖို့တိုက်တွန်းကြပါတယ်။ကြောက်လန့်နေတဲ့ဂျက်ကဆင်းဖို့ကြိုးစားပေမဲ့ချေချစရာနေရာမတွေ့ဖြစ်နေပါတယ်။သူထိတ်လန့်သွားတော့မဲ့အချိန်မှာပဲသူ့တငယ်ချင်းတွေအပြေးလွှားလာကူညီပေးပြီးလမ်းညွှန်ပေးတာကြောင့်အားလုံးအတူတူမြေပြင်ပေါ်ကိုဘေးကင်းပြန်ရောက်လာကြပါတယ်။ဂျက်ကသူတို့ကိုကျေးဇူးတင်ကြောင်းပြောပြီးဒီအကြောင်းကိုဘသူ့ကိုမှမပြောဖို့တောင်းဆိုလိုက်ပါတယ်။နောက်ပိုင်းမှာတော့တောင်ထိပ်ပေါ်မှာမဲလက်သမားတွေမီးပုံပြီးစောင့်နေကြရင်အဝေးကမြက်ခင်းပေါ်မှာဝက်အုပ်ကြီးကိုလှမ်းမြင်လိုက်ရပါတယ်။အဲ့ဒီနေရာဟာဝက်တွေနားခုန်နေတဲ့နေရာဆိုတာသိသွားပြီးအဲ့ဒီနေရာကိုသွားမယ်လမ်းကြောင်းကိုစဉ်းစားကတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတော့တယ်။ဂျက်ကစမ်းကြောင်းဘက်ကိုသွားပြီးအမဲလိုက်ဖို့ပြင်ဆင်ရင်ပတ်ဝန်းကျင်နဲ့ရောသွားအောင်မျက်နှာကိုချွတ်နေလိမ့်ကြံလိုက်ပါတယ်။ဆိုင်မွန်ကဂျက်တယောက်ဒီအလုပ်ကိုလုံရင်ပြောနေသလိုမြင်ပေမဲ့ဂျက်ကတော့သူ့အရာကိုလေးနဲ့ထားနေတာဖြစ်ကြောင်းရှင်းပြပါတယ်။ထို့နောက်ငယ်စဉ်ကတော်ရင်းရှင်တမှုခီးတစ်ခါသွားခဲ့မှုတဲ့သူ့အဖေကြောင့်ကိုပြောပြပါတယ်။
ဒါပေမဲ့ဆိုင်မွန်ကတော့သူ့ဖေဖြစ်စီဂျက်ရဲ့ဖေဖြစ်စီလာရှာပေးနိုင်မှာမဟုတ်ဘဲတခြားကလေးတွေရဲ့တာမန်မိသားစုတွေကပဲလာရှာနိုင်မယ်လို့ထင်နေပါတယ်။ဂျက်ကသူမကြောက်ပါဘူးစိုးရိမ်နေတာပဲလို့အတင်းပြောတာကြောင့်ဆိုင်မွန်ကသူ့ကိုတနာသွားပြီးမျက်နှာစီးချပေးဖို့ကူညီလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဂျက်ကတဲပေါ်မှာမရက်သမားတွေဝက်တကောင်ကိုတက်နေတဲ့ပုံကိုဆွဲပြထားပါတယ်။အဲ့ဒီနောက်ပီကီကရှင်သန်ဖို့လွယ်အောင်ပြင်ဆင်တဲ့အချက်တွေကိုကလေးတွေကိုပြောဖို့ကြိုးစားပေမဲ့ဘယ်သူကမှအလေးမထားကြပါဘူး။သူ့ကိုဝိုင်းလောင်ကြပြီးစကားပေါ်ပါဖျက်ပြောကြပါတယ်။ rap က Q သင်းကိုယူပြီးအားလုံးကိုငြိမ်သက်အောင်ကြိုးစားပေမဲ့သူ့ကိုပါမယိုသေးကြပါဘူး။ဂျက်လေရောက်တဲ့အခါမှာတော့ကလေးတွေဟာကလေးကလားတွေလိုငွေယူနေကြတာပဲလို့ပြောလိုက်ပါတယ်။သူကျွမ်းနဲ့ရှောက်သွားဖို့ပေမဲ့ဘယ်သားလိမ့်ဆန်ကိုမှမတွေ့ခဲ့တာကြောင့်ပါဇက်ပိတ်ပြီး rap ပြောတာကိုနားထောင်ဖို့တောင်းဆိုပါတယ်။အဲဒီနောက်ကလေးတယောက်ကတပ်ပင်တွေထဲမှာလိန်တွန်းနေတဲ့ຢာတစ်ခုကိုတိုက်ခိုက်ရတဲ့အိမ်မက်တစ်ခုကိုမက်ခဲ့ကြောင်းပြောပြပါတယ်။နိုးလာချိန်မှာလည်းအနီးနားမှာကြီးမားတဲ့ကြောက်စရာကောင်းတဲ့ຢာတစ်ခုလှုပ်ရှားနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။တခြားကလေးတွေကတော့ဒီစကားကိုမယုံကြပဲလောင်ရဲကြပါတယ်။နောက်ထပ်ကလေးငယ်တယောက်ကစကားပြောချင်နေပေမဲ့အားလုံးကဝိုင်းရဲပြီးလောင်ပြောင်နေကြတာကြောင့်ငွေယုံနေုံကလွဲပြီးဘာမှမပြောနိုင်ခဲ့ပါဘူး။ဂျက်ကအာဒီကလေးလေးကိုတီးတန့်ခေါ်ပြီးမေးကြည့်တဲ့အခါပင်လယ်ထဲမှာတစ်ခုခုတွေ့ခဲ့တာလို့သိလိုက်ရပါတယ်။နောက်ပိုင်းမှာမလက်သမားတွေဟာကုခနာတစ်ခုလုံးကိုရွှွနေတဲ့လိမ့်ကြလိုက်ကြပြီးသူတို့ရဲ့လှန်တွေကိုလည်းထက်မြက်အောင်ကြောက်ခဲတွေကပ်ပြီးအဆင်မြင့်လိုက်ကြပါတယ်။မော်ရစ်ရှာတွေ့ထားတဲ့လမ်းကြောင်းအတိုင်းတောတဲ့ကိုဆက်လက်လိုက်သွားချပြီးနောက်ဆုံးမှာတော့ဝက်တွေနားခုန်နေတဲ့နေရာကိုရောက်ရှိသွားကြပါတယ်။ကလေးတွေဟာဝက်တွေကိုဝိုင်းကအတန်မထွက်အောင်တတိထားပြီးဖြည်းဖြည်းချင်းချင်းကပ်သွားကြပေမဲ့ဝက်တွေကသူတို့ကိုတတိထားမိသွားပါတယ်။မိခင်ဝက်မကြီးကသူကလေးတွေကိုထွက်ပြေးဖို့လှုံ့ဆော်လိုက်ပေမဲ့ကောင်လေးတွေကဝက်မကြီးကိုဝိုင်းထားပြီးလွတ်ခွင့်မပေးတော့ပါဘူး။ဂျက်ကသူ့လန်နဲ့ထိုးလိုက်ပေမဲ့လန်ကကျိုးသွားပြီးဝက်မကြီးကိုထိခိုက်စေခြင်းမရှိခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့တခြားကောင်လေးတယောက်ကဝက်မကြီးကိုမလုံနိုင်တော့အောင်သွေးထွက်တန်ယူဖြစ်တဲ့ဒီလန်နဲ့ဇက်တိုက်ထိုးပါတော့တယ်။နောက်ဆုံးမှာဂျက်ကသူ့ဓာတ်ကိုထုတ်ပြီးဝက်မကြီးရဲ့လေဘင်းကိုလှိပြလိုက်တဲ့အခါမှာသွေးတွေကသူ့မျက်နှာတစ်ခုလုံးကိုဆင်သွားပါတယ်။ကလေးတွေဟာတက်ဖြတ်ချင်းဆိုတဲ့အမှန်တရားကိုကိုယ်တိုင်ကြုံတွေ့လိုက်ရတာကြောင့်အံ့ဩပြီးငြိမ်သက်သွားကြပါတယ်။ဝက်မကြီးမရှိတော့ရင်သူကလေးတွေဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့စိတ်ထဲမှာတွေးမိလာကြပါတယ်။အဲ့ဒီနောက်သူတို့ဟာဝက်ကြီးကိုတက်သားတဲ့ချောင်းနဲ့ချီပြီးတဲဆောင်သွားကြသလိုဝက်ကောင်းကိုလည်းတကိုင်းတစ်ခုမှစိုက်ပြီးအောင်ပွဲခံတဲ့ချင်းတွေဆိုရင်တောထဲကိုပြန်လာကြပါတယ်။လမ်းမှာစမ်းချောင်းတစ်ခုနားမှာရပ်ပြီးကိုဘော်ကသွေးတွေကိုစေးကြောရင်အောင်ပွဲခံအော်ဟစ်နေကြပါတယ်။ကျောက်ဆောင်တစ်ခုပေါ်မှာမော်ရစ်ကခီးဆောင်တစ်တာတစ်လုံးကိုမထင်မှတ်ဖဲတွေ့ရှိသွားပြီးအားလုံးကဝိုင်းရှိကြပါတယ်။အထဲမှာတောတိုက်ဆေးတွေတန်ရာရီစာအုပ်တုပ်ပါရှိနေတာကိုတွေ့ရပြီးဖက်ကြည့်တဲ့အခါဒါတွေဟာဆိုင်မွန်ရဲ့ပစ္စည်းတွေဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။အနီးမှာနောက်ထပ်တစ်တာတစ်လုံးကိုရှိနေပြီးအထဲမှာတော့မျိုးသမီးဝတ်စားတွေနဲ့မိတ်ကပ်ပစ္စည်းတွေပါလာကြောင်းကလေးတွေကစမ်းသပ်သုံးကြည့်ကြပါတယ်။စခန်းကိုပြောင်းလာချိန်မှာတော့ခြားကလေးတွေအော်ဟစ်နေကြပြီးခီယူသင်းကိုမှုန်နေကြတာကိုတွေ့လိုက်ရပါတယ်။အဝေးမှာတင်မော်ဒဇင်ရှိနေပေမဲ့မီးပုံကငြိမ့်နေတာကြောင့်သူတို့အာရုံစိုက်မှုမရနိုင်ခဲ့ပါဘူး။ Rap ကမီးကိုပြန်မွေးဖို့ကြိုးစားနေချိန်မှာဂျက်ကလည်းကူညီဖို့ပြေးလာပေမဲ့နောက်ကျသွားပြီးတင်မော်ကထွက်ခွာသွားခဲ့ပါပြီ။ဒေါသထွက်နေတဲ့ Rap ကမီးပုံကိုပစ်ထားခဲ့တဲ့အတွက်မလက်သမားတွေကိုစူပူချိန်မောင်းပါတော့တယ်။ဂျက်ကသူ့လိုရက်ကိုပြန်လဲကောက်ွယ်ပြောဆိုပေမဲ့တခြားကလေးတွေကတော့တောင်းပန်ကြပါတယ်။ဂျက်ကဝက်ကိုဖမ်းနိုင်ခဲ့တာကြောင့်သူတို့ကိုကျေးဇူးတင်သင့်တယ်လို့ထင်နေချိန်မှာပီကီကသူ့ကိုဝိုင်းပြောလိုက်ပါတယ်။ဒါကဂျက်ကိုအရန်ဒေါသထွက်စေပြီးပီကီကိုထိုးလိုက်ချိန်မှာပီကီလက်ကျသွားပြီးမျက်မှန်လဲကွဲရသွားပါတယ်။ Rap ကချက်ချင်းဝင်းဆွဲထိုးလိုက်ပါတယ်။အဲ့ဒီနောက်ဂျက်ကစွန်သားကန်းကျွန်းပေါ်ရောက်နေတာတော့ပြင်းစရာအလုပ်တွေကိုပဲလုပ်နေရတယ်လို့ပြောပြီးသူ့ဘက်ကသူစကန်တစ်ခုထောင်မယ်လို့ကြေညာပါတယ်။ဒါပေမဲ့ဘယ်သူမှသူ့နောက်ကိုမလိုက်ကြတာကြောင့်သူတယောက်တည်းထွက်သွားပြီးအဝေးရောက်သွားတဲ့အခါငိုကြွေးပါတော့တယ်။စကန်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပီကီဟာမျက်မှန်ကွဲရသွားတဲ့အတွက်မသိတစ်ဖက်ပဲမြင်နိုင်ပါတော့တယ်။ Rap ကခေါင်းဆောင်မလုပ်ချင်တော့ဘူးလို့ပြောပေမဲ့ပီကီကဆက်လုပ်ဖို့နားချတာကြောင့်သူ့ကိုကောက်ွယ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။သူတို့သတိမထားမိတဲ့အချိန်မှာပဲအမလက်သမားများစုဟာတိတ်တိတ်ထွက်သွားပြီးဂျက်နဲ့သွားပေါင်းကြပါတယ်။သူတို့ကအတူတူလက်တွဲလှုပ်ဆောင်ကြပြီးနောက်ဆုံးမှာခုနားဖို့တက်လုံးကိုစောင့်နိုင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဆိုင်မွန်ဟာတောထဲမှာတောင်ကုန်းတစ်ခုပေါ်ကလေမှုရဲ့အလောင်းကိုတွေ့ရှိသွားပါတယ်။အဲ့ဒီအချိန်တပြိုင်နက်တည်းမှာပဲဂျက်ကဆိုင်မွန်ရဲ့တိုင်ယာဒီကိုဖတ်နေပါတယ်။တန်းကြမှာကောင်းကင်ဘော်ကနေတစ်ခုခုပြုတ်ကျလာပြီးမိဘုံနီးမှာကြောက်သွားပြီးတောထဲမှာလည်းမတိမတာလှုပ်ရှားမှုတွေစတင်ပေါ်ပေါက်လာပါတော့တယ်။တစ်ဖက်မှာတော့ဆိုင်မွန်ဟာသူဖျားเจ้าမှာသချင်းဆိုတဲ့အဖွဲ့ထဲပါဝင်ခဲ့တဲ့အချိန်တွေကိုအိမ်မက်မှတ်နေပါတယ်။သူ့အတန်ကရန်ကောင်းပြီးသချင်းဆိုရတာကိုတကယ်ချစ်တဲ့သူပါ။ဒါပေမဲ့ဂျက်ပေါ်ထားတဲ့သူ့ရဲ့လှုပ်ဝက်ခံစားချက်တွေကြောင့်ဖျားเจ้าမှာနေရတာအမြဲတမ်းတတောင့်တတာမရှိခဲ့ပါဘူး။ဒီအကြောင်းအရာတချို့ကိုတော့သူ့တိုင်ယာရီထဲမှာမှတ်တမ်းတင်ထားပါတယ်။မနက်ခင်းရောက်တော့ပီကီကအဝေးကတိမ်တွေကိုကြည့်ပြီးမုန်တိုင်းတစ်ခုလာတော့မယ်ထင်ပြီးစိုးရိမ်နေပါတယ်။ Rap နဲ့ဆိုင်မွန်တို့ကမစိုးရိမ်ဘူးပြောပေမဲ့ရေထဲလာကစားဖို့ခေါ်ကြပေမဲ့ပီကီကတော့မလိုက်ပါဘူး။နောက်ပိုင်းမှာပီကီဟာကလေးတွေကိုအိပ်ပျော်စေဖို့ပုံမြင်နေပြောပြနေပြီးဆိုင်မွန်နဲ့ Rap တို့ကတော့အနားတစ်ဖက်မှာလက်ရှိအခြေအနေတွေကိုတီးတန့်ဆွေးနွေးနေကြပါတယ်။အဲ့ဒီအချိန်မှာဆိုင်မွန်ကသူ့အဖေဟာသူ့အမေကိုမကြခဏရိုက်နှက်လေးရှိကြောင်းဒါကြောင့်သူ့အဖေကိုမုံကြောင်ဖွင့်ဟလိုက်ပါတယ်။တခါတော့ကသူ့အဖေကဘသူ့ကိုအချစ်ဆုံးလဲလို့မေးတဲ့အခါဆိုင်မွန်ဟာအရန်ကြောက်နေတာကြောင့်မဖြေနိုင်ခဲ့ပါဘူး။အဲ့ဒီအတွက်သူ့အဖေကသူ့အမေရဲ့သပင်ကိုဆွဲပြီးမင်းရဲ့သားတော်မင်းကိုမချစ်ဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီလူအခန်းထဲကထွက်သွားချိန်မှာဆိုင်မွန်ရဲ့အမေကသူ့ယောက်ျားနောက်ကိုမလိုက်ခင်ဆိုင်မွန်ကိုအော်ဟစ်ခဲ့တာပါ။ဆိုင်မွန်ကသူဟာလူကြောက်တစ်ယောက်ဖြစ်တဲ့ကြောင်းဝန်ခံပြီးဂျက်ကလည်းအမှန်တကယ်ဆိုလူကြောက်တစ်ယောက်ပဲလို့ပြောပါတယ်။ဒါပေမဲ့ Rap ကတော့မတူဘူးဆိုပြီးကလေးတွေကသူ့ကိုလိုအပ်နေကြတယ်လို့ပြန်ပြောလိုက်ပါတယ်။ Rap ကသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုနားမလည်ဘူးလို့ပြောတဲ့အခါဆိုင်မွန်ကကျောင်းပြင်မှာသူနဲ့ဂျက်ပဲအမြဲတွဲရှိကြောင်းပြောပြပါတယ်။ဒါပေမဲ့ကျောင်းပိတ်ရက်တွေပြီးသွားတဲ့အခါဂျက်ကသူ့ကိုလစ်လူရှုပြီးအတန်းပေါ်တွေနဲ့ပေါင်းလိရှိလာခဲ့ပါတယ်။သူတို့စကားပြောနေတော့မှပဲအမွှာညီကိုတွေကကြောက်စရာကောင်းတဲ့တားရဲကြီးကိုတွေ့လိုက်ရပြီလို့အော်ဟစ်ပြီးလာပြောတာကြောင့်စကားဝိုင်းပြတ်သွားပါတယ်။ခဏကြာမှအဖွဲဟာငိမ့်ငိမ့်ရဲ့အထိမ့်မှန်နေတဲ့တိရွက်ကြီးတစ်ရွက်ကိုကင်ဆောင်ပြီးဂျက်ရဲ့စခန်းစီကိုသွားကြပါတယ်
အမာတွေကသူတို့မိဘုံဆောင်နေချိန်မှာကြောက်စရာကောင်းတဲ့တာရဲကြီးကိုတွေ့လိုက်ရတာကြောင့်ထွက်ပြေးလာခဲ့ရတယ်လို့ရှင်းပြပါတယ်။ဗီကီကကလေးတွေကိုကောက်ွယ်ဖို့အားလုံးအတူတူပေါင်းတင်တယ်လို့ပြောပြီးဆိုင်မွန်ကလည်းသူ့ဘက်မှာရပ်တည်ပါတယ်။ဒါပေမဲ့ဂျက်ကတော့ဒီကိစ္စကိုမရက်သမားတွေလက်ထက်ပဲထားတင်တယ်လို့ယူဆပြီးဆိုင်မွန်ကသူ့အဖွဲ့နဲ့မပူးပေါင်းတဲ့အတွက်စော်ကားစကားတွေစပြောလိုက်ပါတယ်။နောက်ဆုံးမှာ Rap ကတာရဲကြီးကိုတတ်ဖို့မရက်သမားတွေနဲ့အတူလိုက်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ကျုံးပေါ်မှာ6ဆောင်တွေကထူထပ်ပြီးလမ်းကျင်းလေးတစ်ခုကပဲသွားလို့ရတဲ့မစူးစမ်းရသေးတဲ့နေရာတစ်ခုကျန်နေပါသေးတယ်။ခေါင်းဆောင်တယောက်အနေနဲ့ Rap ကအဲ့ဒီလမ်းကိုအရင်ဆုံးဖြတ်တန်းဖို့စေတနာဝန်ထမ်းလုပ်ပြီးအားလုံးကိုစောင့်နေဖို့ပြောလိုက်ပေမဲ့ဂျက်ကတော့သူ့နောက်ကနေမဖြစ်မနေလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီကောင်လေးနှစ်ယောက်လုံးကအတမထွက်အောင်ခြေတလန်းချင်းစီကိုပါတတိထားပြီးဖြည်းဖြည်းချင်းလှုပ်ရှားနေကြပါတယ်။ Rap ကအရင်ဆုံးအပေါ်ကိုရောက်သွားပြီးဂျက်ကိုလက်ကမ်းပေးလိုက်ပေမဲ့ဂျက်ကတော့အဲ့ဒီအကူအညီကိုမလိုချင်ဘူးဆိုပြီးညှင်းပယ်လိုက်ပါတယ်။သူကိုယ်တိုင်ပဲတက်နိုင်တယ်ဆိုတဲ့ပြုမှုနဲ့ဆက်ပြီးတက်လာခဲ့တာပါ။အပေါ်ရောက်သွားပြီးတဲ့အခါသူတို့နှစ်ယောက်စလုံးအနားနာကိုတေချာစွာစူးစမ်းကြည့်ကြပေမဲ့ဘာထူးခြားတာကိုမှမတွေ့ရပါဘူး။ဘာဆက်လို့ရမလဲဆိုတာကိုဆွေးနွေးနေပဲနောက်ထပ်အငြင်းပွားမှုတစ်ခုထပ်ဖြစ်လာပြန်ပါတယ်။ဂျက်က Rap ဟာတကယ်တော့ကြောက်နေတာပဲလို့ထင်နေတယ်လို့ Rap ကလည်းဂျက်ဟာသူပြချင်တဲ့လောက်တတိကိုမရှိဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒီစကားကြောင့်ဂျက်ကဒေါသထွက်သွားပြီးဒါကိုဘသူပြောတာလဲဆိုပြီးပြန်မေးလာပါတယ်။အဖွဲ့စီပြောင်းတဲ့အခါမှာတော့ဂျက်ကဆိုင်မွန်ကိုလောင်ပြောင်ကျင်တဲ့အနေနဲ့သူ့တန်ရာတွေကိုလူတွေရှိမှပဲဖက်ပြလိုက်ပါတယ်။ရှာဖွေရေးကနိုင်ပွဲမှစွာကြာသွားပြီးမိုးချုပ်လာတဲ့အချိန်မှာပီကီကစိုးရင်လာပြီးဒီလောက်နဲ့ရက်ပြီးမနက်မှပြန်လာတဲ့တယ်လို့ပြောပါတယ်။ဂျက်ကတော့ပီကီကိုစော်ကားစကားတွေပြောပေမဲ့ဆိုင်မွန်ကပီကီဘက်ကဝင်ကာကွယ်ပေးလိုက်တာကြောင့်နောက်ဆုံးမှာတော့ဂျက်ကတောက်ခင်ပြလိုက်ပါတယ်။လူနဲ့ရင်ပုံမြန်မဲလို့ Red ကဆုံးဖြတ်လိုက်တာကြောင့်ကောင်းလေး9ယောက်ပဲဆက်ပြီးရှာကြပြီးကျန်တဲ့လူတွေကတော့ပြန်သွားကြပါတယ်။ဆိုင်မွန်ကသူ့တန်ရာတွေကိုပြန်တောင်းပေမဲ့ဂျက်ကမပေးပဲဒါဟာငါဖတ်ဖို့သမျှထဲမှာအဝမ်းနည်းဆုံးဇလန်းပဲလို့ပြီးပြောလိုက်ပါတယ်။နောက်ဆုံးမှာ Rap မန်လာလို့နိုင်တဲ့အခါဆိုင်မွန်ကလည်းသူ့နားမှာရက်လိုက်ပါတယ်။ဂျက်ကဆိုင်မွန်ကို Rap ကခွေးလို့ခေါ်ပြီးသူ့မုံဆိုးနှစ်ယောက်နဲ့အတူဆက်လျှောက်သွားပါတယ်။ Rap ကသူတို့ကိုတယောက်တည်းမထားခဲ့ခြင်းလို့ဆိုင်မွန်ရဲ့သတိပေးချက်တွေကိုလိလူရှုပြီးနောက်ကနေပြန်လိုက်သွားပါတယ်။နောက်ဆုံးမှာတော့သူတို့တောင်ထိပ်ကိုရောက်သွားပြီးအဝိစာအကြီးကြီးတစ်ခုလိုမျိုးရာတစ်ခုကိုတွေ့လိုက်ရလို့ထိတ်လန့်သွားကြပါတယ်။ရုတ်တရက်အဲ့ဒါကြီးကလှုပ်ခါပြီးကြောက်စရာကောင်းတဲ့မျက်နှာတစ်ခုပေါ်လာတဲ့အခါကောင်လေးတွေအားလုံးကြောက်လန့်တကြားထွက်ပြေးကြပါတော့တယ်။ဆိုင်မွန်ကတော့ခဏလောက်နေရမှာပဲနေရင်အဲ့ဒီတရပွားကြီးဟာရုတ်သေးရုပ်လိုထူးထူးဆန်းဆန်းလှုပ်ရှားနေတာကိုသတိထားမိလိုက်ပါတယ်။မင်းနဲ့ငယ်ကြမှာဂျက်ကစကမ်းမှာ Q သင်းကိုမှုတ်ပြီးအားလုံးကိုနှိုးလိုက်ပါတယ်။သူတို့တားရဲကြီးကိုတွေ့ခဲ့ပြီးဆိုပြီးအမဲလိုက်ရမယ်လို့ပြောတဲ့အခါ Rap ကတော့ဂျက်ကိုတိုင်းနဲ့တခြားသူတွေလိုပဲထွက်ပြေးခဲ့တာကြောင့်ဒီကိစ္စကိုရဲစရာလို့မြင်နေပါတယ်။စကားများနေကြရင် Rap ကဂျက်ကိုစိုက်ရင်တိုက်ခိုက်လိုက်ပြီးနှစ်ယောက်လုံးရေထဲကိုပြုတ်ကျသွားပါတယ်။ဂျက်ကအနိုင်ရဖို့အတွက် Rap ကို Q သင်းနဲ့အချင်းချင်းရိုက်နှက်ပါတယ်။အဲ့ဒီနောက်ဂျက်ကမုံဆိုးတွေနဲ့အတူထွက်သွားပြီးဆိုင်မွန်ကတော့ Rap ကိုရေထဲကနေဆွတ်တင်ပေးလိုက်ပါတယ်။အဲ့ဒီညမှာဆိုင်မွန်အိတ်လို့မရပါဘူး။သူစကန်းကတိတ်တိတ်ထွက်လာပြီးတကုံလုံးရှုံနေနဲ့လူလိုက်ပါတယ်။ပြီးတော့ဂျက်ရဲ့စကန်းကိုကိုးဝင်ပြီးသူ့တန်ရာရီကိုပြန်ယူခဲ့ပါတယ်။ဂျက်နဲ့အတူပျော်ခဲ့ရတဲ့အချိန်တွေကိုပြန်ဖက်ပြီးနောက်ဆိုင်မွန်ကဒီတန်ရာရီကိုမီးထဲပစ်ထည့်လိုက်ပါတော့တယ်။နောက်ပြီးတော့ Rap နဲ့ Picky ကိုသူ့မိသားစုနဲ့ထက်သူတို့နဲ့အတူရှိနေတာကပိုပြီးပျော်ဖို့ကောင်းတယ်လို့ပြောလိုက်ပါတယ်။ရုတ်တရက်ကလေးငယ်တွေကြောက်လန့်တကြားအော်ဟစ်ပြေးလာကြပါတယ်။မိုးဆိုးတွေကမျက်နှာဖုံးတွေတက်ပြီးမီးတို့တွေကင်ထားကသူတို့နောက်ကိုလိုက်နေကြတာပါ။ဂျက်ကသူတို့ကိုတခိုးတွေလို့ခေါ်ပေမဲ့ဝတ်တကောင်ထက်သက်ထားလို့လာစားဖို့ဖိတ်ခေါ်လိုက်ပါသေးတယ်။မိုးဆိုးတွေကဂျက်ကိုခေါင်းဆောင်လို့ခေါ်ကြပြီးမိဘုံအတွက်သူတာဝန်ယူမှလားလို့ Rap ကမေးပေမဲ့ဂျက်ကတော့မဖြေပါဘူး။ညနေပိုင်းမှာတော့ဆိုင်မွန်ဟာရိုးစုသားကျန်တော့တဲ့လေမှုရဲ့လောင်းစီကိုသွားကြည့်ပါတယ်။သူ့အမူအရာတွေကစွမ်းရည်တစ်ခုခုစူးစီးနေတယ်လို့ထူးဆန်းနေပါတယ်။စကန်းကိုပြောင်းတဲ့အခါမှာတော့ကောင်းလေးအများစုဟာဂျက်ရဲ့နေရာကိုထွက်သွားကြပြီးသားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဆိုင်မွန်ကဒါဟာထောင်ချောက်တစ်ခုဖြစ်နိုင်တယ်လို့ထင်ပေမဲ့ပီကီကတော့အသားစားပြီးရင်ပြန်လာလို့ရတယ်လို့ယူဆနေပါတယ်။ Rap ကသွားဖို့ဆုံးဖြတ်လိုက်တဲ့အတွက်သူတို့၃ယောက်ဟာကျန်တဲ့သူတွေကိုစူးစီးပြီးအသားစားပွဲရှိရာကိုသွားကြပါတယ်။မိဘုံပေါ်မှာဝက်ကိုကင်းနေတာကိုတွေ့ရပြီးမိုးဆိုးတွေကတစ်ကိုင်းတွေအုံတီခွန်တွေကိုတီးမှုတ်ရင်းပြပပနပန်းလုံးနေကြပါတယ်။အားလုံးရဲ့ပြုမှုတွေဟာလူတစုမဟုတ်တော့ပဲဂိုင်းတစ်ခုလိုဖြစ်လာနေပါပြီ။ဂျက်ကမိန်ခွန်းပြလိုက်တဲ့အခါမှာလူတိုင်းကဝိုင်းအော်ဟစ်အားပေးကြပြီးအရန်ကိုစိတ်လှုပ်ရှားနေကြပါတယ်။သူက Rap ကိုပထမအဆုံးအသားတစ်ပဲပေးလိုက်ပြီးအဲ့ဒီမြင်ကွင်းကိုကြည့်နေတဲ့ဆိုင်မွန်ကတော့စိတ်ပြတ်သွားပြီးတိတ်ဆိတ်ထွက်သွားပါတယ်။မကြခင်မှာပဲကောင်းကင်ဘောင်ကိုတိမ်မဲတွေဖုံးလွှမ်းလာပြီးမိုးချင်းတံတွေစတိုက်ကြားလာရပါတယ်။ဆိုင်မွန်ကဒုတ်ပေါ်မှာစိုက်ထားတဲ့ဝမ်းမကြီးရဲ့ခေါင်းကိုတွေ့လိုက်ရတဲ့အခါအဲ့ဒီဝက်ကောင်းကသူ့ကိုယူနေတဲ့သူအားနေတဲ့သူအသိဉာဏ်မရှိတဲ့သူလို့ပြောနေတယ်လို့စိတ်ထဲမှာကြားနေရပါတယ်။နောက်ဆုံးမှာတော့ပြေးတော့လို့ပြောသလိုခံစားရတဲ့အတွက်ဆိုင်မွန်ဟာအရန်ကြောက်ပြီးတကယ်ပဲထွက်ပြေးပါတော့တယ်။ပြင်းနေရင်နဲ့မွေးရပါအမှတ်ပါတဲ့ကောင်လေးရဲ့ပုံရိပ်ကိုမြင်အောင်ပြီးစိတ်ကလုံးဝမတည်ငြိမ်တော့ပါဘူး။တစ်ဖက်မှာတော့ဂျက်ကသူ့ဖွဲ့တဲ့ကိုလာရင်အစားတော့ပူပေးမယ်လို့ကြတိပေးရင်လူတိုင်းကလည်းသူ့ကိုဝိုင်းအားပေးနေကြပါတယ်။ Rap ကသူဟာခေါင်းဆောင်ဖြစ်ကြောင်းသတိပေးပေမဲ့ဘယ်သူမှဂရုမစိုက်တော့ပါဘူး။လေတိုက်တာမိုးချင်းတာတွေပိုဆိုးလာတဲ့အတွက် Rap ကခလုံးစရာနေရာရှာဖို့ပြောလိုက်ပေမဲ့ထပ်ပြီးလိလူရှုခံရပြန်ပါတယ်။ကောင်လေးတွေကတော့ကမ်းခြေဘက်ကိုပြေးသွားပြီးမျိုးနဲ့စိုးဝင်နေလို့ကခုံအော်ဟစ်နေကြပါတယ်။မကြခင်မွေးရလာပြီးသူတို့ဟာကစားနည်းအသစ်တစ်ခုကိုစတင်ကစားကြပါတယ်။ကောင်လေးတယောက်ကတာရဲကြီးအဖြစ်ဟန်ဆောင်ပြီးကျန်တဲ့သူတွေကလန်တွေနဲ့လိုက်အမဲလိုက်သူလိုလုပ်ကြပါတယ်။ဒီမြင်ကွင်းကိုကြည့်နေရတဲ့ Red နဲ့ Picky တို့တော်အရန်ကိုထိတ်လန့်စရာဖြစ်နေပါတယ်။အော်ဟစ်နဲ့တောထဲမှာတစ်ခုခုလှုပ်ရှားနေတာကိုတွေ့လိုက်ရတဲ့အခါအဖွဲ့သားတွေအဲ့ဒီဘက်ကိုလိုက်သွားကြပါတယ်။ဘာမှမစင်စားတော့ပဲလန်တွေနဲ့အတင်းဝိုင်းထိုးတက်လိုက်ကြပြီးအမှန်တရားကိုသိလိုက်တဲ့အချိန်မှာတော့အလုံးနောက်ကျသွားပါပြီ။သူတို့တက်လိုက်တာကတာရဲကြီးမဟုတ်ပဲဆိုင်မွန်ဖြစ်နေခဲ့ပါတယ်။သူ့အလောင်းကရေထဲကိုကျပြီးရေစီးနဲ့အတူတိတ်ဆိတ်မျောပါသွားပါတော့တယ်။
နောက်တစ်နေ့မနက်မှာ Rav ကတောထဲကိုလမ်းလျှောက်သွားရင်သူ့အဖေနဲ့အမေမဲလိုက်ခဲ့တဲ့နေ့တစ်နေ့ကိုပြန်သတိရနေပါတယ်။တမင်တကောင်ထွက်ပြေးသွားတာကိုလိုက်ဖမ်းခဲ့ကြပေမဲ့ချေချော်ပြီးလက်မှာဒဏ်ရာရခဲ့တဲ့အကြောင်းကိုပါသတိရလာပါတယ်။အိမ်ပြောင်းတဲ့အခါဖျားနေတဲ့သူ့အမေကိုဒီအကြောင်းတွေပြောပြခဲ့ပြီးအဖေကနောက်တစ်နေ့အမဲလိုက်ဖို့ပြန်သွားချင်တယ်လို့ပြောတဲ့အခါသူကတော့အမေနဲ့ပဲနေဖို့ရွေးချယ်ခဲ့ပါတယ်။ညနေပိုင်းမှာကောင်လေးတွေအိမ်ဖို့ကြိုးစားပေမဲ့ထူးဆန်းတဲ့အတန်တွေကြားနေရတာကြောင့်အိမ်မရဖြစ်နေပါတယ်။ရုတ်တရက်မုတ်ဆိုးတွေစခန်းကိုဝင်တိုက်လိုက်ပြီးအားလုံးကိုဖိထားကပီကီရဲ့မျက်မှန်ကိုခိုးယူသွားကြပါတယ်။ထွက်သွားပြီးတဲ့နောက်မှာပီကီကသူ့ညမှန်ကိုမိမွေးဖို့အတွက်ခိုးသွားတာဆိုတာကိုသိလိုက်ရပါတယ်။အချိန်နဲ့ငယ်ကြာမှာတော့ကောင်းကင်ဘော်ကနေတစ်ခုခုပြုတ်ကျပြီးပင်လယ်ထဲကိုကျသွားပါတယ်။အဲ့ဒီနောက် Rav ကအစည်းအဝေးလုပ်ဖို့ခီယူသင်းကိုမုတ်လိုက်တဲ့အခါမှာစခန်းမှာကျန်နေတာကသူ့ရဲ့ပီကီအမွှာညီကိုတွေနဲ့ကလေးငယ်3ယောက်ပဲဖြစ်နေတာကိုသတိထားမိသွားပါတယ်။သူတို့အခြေအနေတွေကိုဆွေးနွေးပြီးနောက်ဆုံးမှာဂျဲရဲ့စခန်းကိုသွားပြီးညှိနှိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်သွားတဲ့အခါလူတိုင်းကလူရိုင်းတွေလိုပြုမှုနေကြတာကိုတွေ့လိုက်ရပါတယ်။ Rav ကဂျက်ကိုညစ်ပတ်တဲ့တခိုးလိုခေါ်လိုက်တဲ့အခါဂျက်ကချက်ချင်းကိုဝင်တိုက်ခဲ့ပါတယ်။တိုက်ပွဲပြန်ဆလာပြီးဂျက်က Rav ကိုလှန်တဲ့ဒရက်ဆက်ရိုက်နေတဲ့အချိန်မှာကောင်လေးတွေကသူတို့ကောင်းဆောင်ကိုဝိုင်းအားပေးနေကြပါတယ်။ပီကီကခီယူသင်းကိုကင်ပြီးလူတိုင်းရဲ့စိုးတန်းတဲ့အပြုမှုတွေကိုအော်ဟစ်ပြောတဲ့အခါခဏတာတော့အားလုံးတိတ်သွားပါတယ်။ဒါပေမဲ့ဂျက်ကသူ့လူတွေကိုပီကီကိုပါဇက်ပိတ်အောင်လှုပ်ခိုင်းလိုက်ပြီးရော်ဂျာကကြောက်ခဲနဲ့ပြစ်လိုက်ရာပီကီရဲ့ခေါင်းကိုတိုက်ထိသွားပါတယ်။ပီကီလည်းရသွားတဲ့အချိန်မှာခီယူသင်းလည်းပြုတ်ကျပြီးကွဲသွားပါတော့တယ်။ Rav ကသူ့နားကိုပြေးသွားပြီးကူညီဖို့ကြိုးစားပေမဲ့ဂျက်ကတော့မုတ်ဆိုးတွေကိုသူတို့ကိုဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။အမောင်ညီကိုတွေကတော့ချက်ချင်းပဲဖမ်းခံနိုင်ရပြီး Rav ကတော့ရော်ဂျာကိုကြောက်ခဲနဲ့ထုကပီကီကိုဆွဲပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်။သူတို့နှစ်ယောက်တော်ရဲရောက်သွားပြီးတိရွက်ကြီးအောက်မှာပုံနေကြတာကြောင့်မုတ်ဆိုးတွေလာချတဲ့အခါမှာမတွေ့ခဲ့ကြပါဘူး။မုတ်ဆိုးတွေထွက်သွားတဲ့အခါမှာတော့ပီကီကနေလို့မကောင်းဘူးလို့ပြောပြီးအံပါတော့တယ်။ Rav ကသူ့လက်ကိုကင်ထားပေမဲ့ခေါင်းမှာအသွေးတွေဘလောက်ထိထွက်နေလဲဆိုတာကိုထုံးမပြောခဲ့ပါဘူး။ဒဏ်ရာကိုသူ့အင်ဂျင်နဲ့ပတ်ပေးပြီးနောက်မှာတော့ Rav ကပီကီကိုလမ်းလျှောက်နိုင်အောင်ကူညီပေးပေမဲ့ပီကီကတော့အရန်အားနဲ့နေပြီးခဏခဏလဲကျနေပါတယ်။သူ့ကိုတယောက်တည်းမထားခဲ့ဖို့ပီကီကတောင်းပန်နေတာကိုလစ်လူရှုပြီးရေသွားရှာအောင်မယ်လို့ပြောက Rav ကနားခိုင်းထားခဲ့ပါတယ်။လမ်းမလျှောက်အောင်တပ်ပင်တွေကိုမှတ်သားရင်းရေရှာနေတဲ့အချိန်မှာ Rav ကသူ့ကိုကြည့်နေတဲ့ဆိုင်မွန်းရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။နောက်ဆုံးမှာတော့သူကချောင်းထဲကအုံသီးကုန်တစ်ခုနဲ့ရေခတ်နိုင်ခဲ့ပေမဲ့တစ်ဖက်မှာမုတ်ဆိုးတွေပေါ်လာတာကြောင့်ပုံနေလိုက်ရပါတယ်။သူထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာတော့မုတ်ဆိုးတွေကမြင်သွားပြီးသူ့နောက်ကိုလိုက်ပါတယ်။ Rav ကပြေးနဲ့လဲကျပြီးခြေကျုံးမှာဒဏ်ရာရသွားတာကြောင့်အရင်ကထက်ပိုနှေးသွားပါတယ်။သူကမျက်ပြင်အမြင်ကြီးတွေမှာပုံနေပြီးမုတ်ဆိုးတွေထွက်သွားတဲ့အထိစောင့်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။မိနစ်နဲ့ငယ်ကြတော့ Rav ကပီကီစီပြန်ရောက်လာပြီးရေတက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာမြေပြင်ပေါ်မှာသွေးကွက်တွေကိုလည်းသူတည်ထားမိလိုက်ပါတယ်။မုတ်ဆိုးတွေသာသူတို့ကိုတွေ့သွားရင်သူတို့ကိုထားခဲ့ပြီးပြေးဖို့ပီကီကပြောပါတယ်။ပီကီကချမ်းတယ်လို့ပြောတာကြောင့်သူတို့တိရွက်ကြီးတွေအောက်မှာပဲအိပ်ပျော်သွားကြပါတယ်။နောက်တစ်နေ့မနက်မှာတော့ Rav နိုးလာခဲ့တဲ့အခါပီကီတေဆုံးသွားတာကိုတွေ့လိုက်ရပြီးဝမ်းနဲ့ပူဆွေးမှုတွေနဲ့အတူကျင်းတူပြီးမြုပ်နှံပေးလိုက်ရပါတယ်။သူ့အမေဆုံးတော့ကသူ့အဖေရဲ့တငယ်တယောက်ကသူ့ကိုလာနှစ်သိမ့်ပေးခဲ့တာကိုသူသတိရနေခဲ့ပါတယ်။အဲ့ဒီလူကသူ့အဖေအတွက်အခုချိန်မှာသူကပိုအေးပါလာပြီလို့ပြောခဲ့ပါတယ်။ခြေချင်းဝတ်ကဒဏ်ရာကိုတိရွက်တွေနဲ့ပတ်ပြီးနောက်မှာတော့ Rav ဟာဂျက်ကရဲ့စခန်းကိုခိုးဝင်ပြီးပီကီတေဆုံးသွားတဲ့အကြောင်းအမှားတွေကိုပြတ်လိုက်ပါတယ်။ကံမကောင်းစွာနဲ့ပဲဒါကိုရော်ဂျာကြားသွားပြီးတခြားသူတွေကိုသိအောင်အော်ဟစ်အချက်ပေးလိုက်ပါတယ်။တော်ထဲမှာချက်ချင်းပဲလိုက်လံဖမ်းဆီးမှုတွေဖြစ်လာပြီး Rav ကပြေးရလွှားရခက်ခဲနေတာကြောင့်ချောင်းထဲကရေအောက်မှာပုန်းနေခဲ့ပါတယ်။ဂျက်ကအနားကိုရောက်လာတဲ့အခါမှာတော့ Rav ကအာယုံလွဲဖို့ကြောက်ခဲနဲ့ပြစ်လိုက်ပြီးရေထဲကထွက်လာကသူ့ကိုပြန်တိုက်ခိုက်ပါတော့တယ်။သူတို့ခဏတော့လုံးထိတ်တပ်ပုတ်နေကြပြီးနောက်ဆုံးမှာတော့ Rav ကနောက်ဆုတ်လိုက်ခါဂျက်ကိုရွေးချယ်မှုတစ်ခုလုပ်ဖို့ပြောလိုက်ပါတယ်။သူတို့ဟာအားလုံးအတွက်တယောက်ကိုတယောက်အပြစ်တင်ကြပြီးဂျက်ကမုတ်ဆိုးတွေကိုထက်ခေါ်ဖို့အော်ဟစ်လိုက်တာကြောင့် Rav ဟာနောက်ထပ်တစ်ချိန်ထပ်ပြေးရပြန်ပါတယ်။လိုက်လံဖမ်းဆီးမှုကနိုင်ပန်းမစွာကြာခဲ့ပြီးတဲ့နောက်မောပန်းနုနာကြောင့် Rav ဟာပုံအောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုမရှာနိုင်တော့တာကြောင့် Roger ကမီးရှို့ပြီးထွက်လာအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပီကီရဲ့မျက်မှန်ကိုအသုံးပြုပြီးမီးမွေးလိုက်တဲ့အခါမှာတောအုပ်တစ်ခုလုံးမီးခိုးတွေဖုံးလွှမ်းသွားပါတော့တယ်။မီးခိုးတွေကြောင့်အသက်ရှူရခက်ခဲလာပေမဲ့အဲ့ဒီမီးခိုးတွေကပဲ Rav ကိုမမြင်နိုင်အောင်ကူညီပေးခဲ့တာပါ။တောထဲမှာရှောက်သွားနေရင်သူ့ကိုပြုံးပြနေတဲ့ပီကီရဲ့ပုံရိပ်ကိုမြင်အောင်လိုက်ရပြီး Rav ကစိတ်ကလုံးဝကြိုးကြေသွားပါတော့တယ်။မီးတွေဝိုင်းပတ်နေတဲ့အချိန်မှာသူကဂျက်ရဲ့နာမည်ကိုအော်ခေါ်ပြီးသူ့အရှုံးပေးကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူကမ်းခြေကိုရောက်လာပြီးရတဲ့ရရှိနှစ်ယောက်ပါတဲ့လေတစင်းကိုတွေ့လိုက်ရတာကြောင့်အံ့ဩသင့်သွားပါတယ်။မိုးဆိုးတွေပါရောက်လာတဲ့အခါလူကြီးတွေကိုမြင်လိုက်ရတာကြောင့်အားလုံးကြောင်အံ့သွားပါတော့တယ်။ကပရိန်ဟာကလေးတွေတည်ဆုံးကြကုန်ပြီဆိုတဲ့ Rav ရဲ့စကားတွေကြောင့်ထိတ်လန့်သွားပါတယ်။ဘသူကခေါင်းဆောင်လဲလို့မေးတဲ့အခါဂျက်ကမဖြစ်နိုင်တာကြောင့် Rav ကသာငိုယိုပြီးသူကခေါင်းဆောင်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲကလေးတွေဟာလေပေါ်တက်ပြီးရင်ကျေးတဲ့လူဖွဲ့စည်းစီပြန်ရောက်သွားကြပါတယ်။ဒါပေမဲ့သူတို့စိတ်ထဲမှာတော့တောအုပ်ထဲမှာကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေဆုံးရှုံးမှုတွေကိုတစ်သက်လုံးမမေ့နိုင်တော့ပါဘူး။ဒီဇလန်ဟာလူသားတွေရဲ့စိတ်တွင်းမှာရှိနေတဲ့လူရိုင်းစိတ်အာဏာလိုလားမှုနဲ့အကြမ်းဖက်မှုတွေဟာစီးမြင့်မရှိရင်ဘယ်လောက်ထိဆိုးရွားသွားနိုင်လဲဆိုတာကိုပြသပေးနေတာပါ။ဇလန်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။